မင်္ဂလာပါအခုမြင်နေရတာကတော့ application ရဲ့ home page ဖြစ်ပါတယ်အပေါ်ဆုံး home ဆိုတဲ့စာလေးရဲ့ဘယ်ဘက်ဘေးက menu icon လေးကိုနှိပ်လိုက်မယ်ဆိုရင်တော့မိဘအုပ်ထိန်းသူရဲ့အကောင့်နဲ့ပတ်သက်တဲ့ information လေးတွေကိုမြင်ရမှာဖြစ်ပါတယ်။ My account လေးထဲမှာဆိုရင်မိမိရဲ့ကလေးကျောင်းအပ်တုန်းကဖြည့်သွင်းပေးခဲ့တဲ့မိဘအုပ်ထိန်းသူရဲ့ general information လေးတွေကိုမြင်ရမှာဖြစ်ပါတယ်။ကျောင်းကနေထုတ်ပေးထားတဲ့ default password ကိုမိမိရဲ့ကိုယ်ပိုင် password အဖြစ်ပြန်ပြောင်းချင်နေဆိုရင်တော့ My account အောက်လေးတွေက password ကနေတွားပြောင်းပေးနိုင်ပါတယ်။ password ပြောင်းတော့မယ်ဆိုလို့ရှိရင်current password နေရာမှာလက်ရှိကျောင်းကထုတ်ပေးထားတဲ့ password လေးကိုအရင်ဆုံးရိုက်ထည့်ရမှာဖြစ်ပါတယ်။ new password မှာမိမိအသစ်ပြောင်းခြင်းတဲ့ password ကိုရိုက်ထည့်ပြီးတော့ပြောင်းရမှာဖြစ်ပါတယ်။ password အသစ်ပြောင်းတဲ့အခါမှာ application ကသတ်မှတ်ပေးထားတဲ့ password policy အတိုင်းပြောင်းပေးရမှာဖြစ်ပါတယ်။ password အရေးအတွက်အနည်းဆုံး6လုံးနဲ့6လုံးနဲ့အထက်ရှိရမှာဖြစ်ပါတယ်။ password 6လုံးနဲ့မှာဆိုရင် character တွေဖြစ်တဲ့ ABCD small letter အနည်းဆုံးတစ်လုံး number ဖြစ်တဲ့0123ခဏန်းအနည်းဆုံးတစ်လုံးပါရမှာဖြစ်ပါတယ်။ password policy အတိုင်းသတ်မှတ်ပြီးတော့မိမိနှစ်သက်ရာကိုယ်ပိုင် password ကိုပြောင်းလို့ရပါတယ်။ကျောင်းမှာမိမိကလေးနဲ့ပတ်သက်တဲ့ information တွေကို update ပြုလုပ်ပေးဖို့အတွက်ကို request လုပ်ထားတယ်ဆိုရင်တော့ data sync ကိုနှိပ်မှသာမိမိ request လုပ်ထားတဲ့ data information တွေ update မြင်ရမှာဖြစ်ပါတယ်။ tutorial လေးထဲမှာဆိုလို့ရှိရင်တော့ application လေးထဲမှာပါတဲ့ function တစ်ခုချင်းစီရဲ့အသုံးပြုပုံကို video file လေးတွေနဲ့တစ်ခုချင်းစီသေချာလေးရှင်းပြပေးထားတာဖြစ်ပါတယ်ရှင်။